အဲ့တော့ရွှေဝယ်မယ်ဆိုရင်နားလေတက်ကျွမ်းတဲ့သူကိုခေါ်သွားနံပါတ်1ရွှေဈေးပဲဈေးလဲပေါချာမှာအဈေးဖြတ်မှာလား4ချိန်ဘလောက်လဲအရောတော့ကဘလောက်ယူတာလဲအခွန်ဖို့လက်ခအကုန်မေးပြန်ပေါင်းကြည့်ကိုဟာကိုဟုတ်ပြီဒါဆိုရင်အတွင်းစည်းနဲ့ဘောက်ချာဖွင့်ရမလို့အတွင်းစည်းနဲ့တွက်ရလို့မလို့အရောတော့မှာအပိုဆောင်ယူထားတယ်နော်အပြင်စည်းကိုကိုက်အောင်လို့မလို့ပြန်ရောင်းရင်အပြင်စည်းနဲ့ဝယ်ပါမယ်နော်ဘယ်မှာလဲအဲ့ဒီ evidence ကျမတို့ကိုပြန်ရောင်းရင်အပြင်စည်းနဲ့ဝယ်ပါမယ်လို့ evidence မပေးနိုင်ဘူးလားမပေးနိုင်ရင်မလုပ်နဲ့အဲ့လိုဆိုင်မျိုးမလုံနဲ့ကိုပတ်စံနဲ့ကိုတခိုးတဘိုးတွေမဟုတ်ဘူးမဝင်းနဲ့မြန်မာလူမျိုးကရွှေကြိုက်တယ်လေသိလားမဖြစ်မနေဆိုရွှေလေးပြေးရှူကြတာလေရွှေလေးပြေးလောက်ကြရင်အဲ့ဒီပေါ်မှာဟိုမတွက်ပေးနိုင်ဘူးတခါလေးကြာမတွက်ပေးနိုင်ဘူးဆိုတော့ဗဇက်ကလေးနဲ့အမရဲ့စာရွက်တင်နေတော့ရေးတာတဲ့အတန်ဖန်းတာတွေဗီဒီယိုနေတော့မလုံးနဲ့နော်ကျမတို့တွေကဒါသတ်မှတ်ထားတာလေးရှိတဲ့အတွက်ကြောင့်မလို့ဒီလိုလေးတော့ရှိတယ်ဒါကြောင့်မလို့ကျမတို့ကဒီလိုလေးလောက်ရတာမလို့ဒါကျမတို့သတ်မှတ်စီကတော့ဒီဈေးလေးမရဲ့ဒါပေမဲ့ကျမတို့ကဒီဈေးလေးနဲ့ပြန်ဝယ်ပေးတယ်အမတွက်ပေးလိုက်အဲ့တွေကမတွက်တတ်ဘူးလေသူကသဘောကသူဘလောက်ကလေးသူချိန်ထားမှာပေါ့သူပတ်စံလေးကဘလောက်လိုတယ်ဒီရွှေလေးရောင်းလိုက်ရင်ဘလောက်ထွက်လာမလဲဒါဆိုရင်ငါရောင်းတင်လားမရောင်းတင်ဘူးလားငါ2ခုရောင်းရမှာလား1ခုရောင်းရမှာလားအကုန်လုံးပဲရောင်းရမှာလားဘယ်လိုရောင်းရမှာလဲထပ်ပြီးရောင်းမလားငါလိုအောင်လားသိစင်တယ်လေမတွက်တတ်ဘူးလေတွက်ပေးပါဆိုတော့မရောင်းရင်မတွက်ပေးနိုင်ဘူးလေရောင်းမှတွက်ပေးမှာတဲ့ကဲသူရောင်းချင်မှာလဲသူငွေကိုက်မှာလဲရောင်းမှာပေါ့ဟုတ်လားအဲ့တော့လာတော့ကရောဝယ်တော့ငါအဲ့တော့ဝယ်ရင်တချိုးရောင်းရင်တချိုးတွေလည်းမလုပ်ကြနဲ့စားသုံးသူရှိမှလုပ်ငန်းရှင်ဆိုတာရက်တီလို့ရတာကိုင်းကျုံးမီကျုံးကိုင်းမီမယုံမသားမလုပ်ပါနဲ့အဲ့တော့ရွှေစည်းဘယ်လိုစည်းလဲဘယ်လိုဝယ်ရလဲကျမတို့ပြည်သူတွေမသိဘူးဆိုင်နေတော့ဆိုင်နေကပြောတဲ့စည်းတိုင်းပဲကျမတို့လုပ်ရတယ်ပြန်ရောင်းရင်လည်းဒီလိုပဲအခုဒါလက်တွေ့ဒါကျမ2ဆိုင်3ဆိုင်ပတ်မီလို့ပေါ့ဘောက်ချားလေရောင်းမှုရ2ဆိုင်3ဆိုင်ရှိလို့မလို့တာရဲ့တိတာပေါ့တဆိုင်နဲ့ပဲဝင်တဆိုင်နဲ့ပဲဆိုရင်ဘယ်လိုလုပ်သိနိုင်မလဲနော်ဒါလည်းကျမမလို့ပေါ့ကျမဟိုလူလိုက်မေးလိုက်ဒီလူလိုက်မေးလိုက်ဟိုမေးလိုက်ဒီမေးလိုက်နောက်တစ်ခါဒီမှာရောင်းတာလဲ2ဆိုင်မှာလဲ10သိန်းကျော်လောက် different ဖြစ်သွားလို့တာရဲ့တိတာလေဒီတဆိုင်ထဲမှာပဲသွားရောင်းနေဒီလိုမယိုးမသားဆိုင်နဲ့တွေ့တယ်တဆိုင်ထဲမှာပဲဆိုဒီမှာကြည့်တစ်ချက်သားကို10သိန်းကျော်မနစ်နာသွားဘူးလားချွေးနေစာတွေပါမနစ်နာသွားဘူးလားနှစ်ချက်သားဘလောက်နစ်နာဝိုင်းလဲ30ကျော်နစ်နာသွားပြီမသိဘူးဆိုရင်ဒီဒီဇိုင်နဲ့ဟုတ်တာဆိုရင်အခုဒီမှာ2ဆိုင်ကိုရှင်လိုက်တဲ့အချိန်ကျတော့မှအဖြေပေါ်လာတာလေမလုပ်ပါနဲ့နော်မလုပ်ပါနဲ့အဲ့တော့တာဝန်ယူပေးမဲ့သူတာဝန်ခံပေးမဲ့သူမရှိဘူးဆိုရင်လေကျမတို့စားသုံးသူတွေကကျမခုနပြောတဲ့ဟာလေးတွေနဲ့တတိထား check recheck counter check ကိုကtransparency ဖြစ်မှာဝယ်မဖြစ်ဘူးလားမဖြစ်ရင်မဝယ်နဲ့ကိုပတ်စံနဲ့ကိုစိတ်ဆင်းရဲရတယ်ကိုပတ်စံနဲ့ကိုလူဘာဝခံရတယ်ကိုပတ်စံနဲ့ကိုလူလေကြခံရတယ်မလုံးနဲ့ကျမတို့ကအခွန်ပေးပြီးဝယ်တာလကားဝယ်တာမဟုတ်ဘူးဒီလိုကလင်ကကြစ်လောက်တာမျိုးဟုတ်ပြီနော်စိတ်ပြက်စရာကစိတ်ပြက်စရာ